ထိုင်းနိုင်ငံရဲ့အလားဆုံးနေဝင်ချိန်ကိုဒီနေရာမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီနေ့တော့နိုင်ဟန်ကန်းကြီးရဲ့အလှတရားတွေခန်းစားမှုအတွက်ဆိုင်ကယ်လေးနဲ့ထွက်လာခဲ့တယ်တောင်ပေါ်လမ်းကနေပြည်လေပြင်ဘက်ကိုဆိုင်ကယ်စီးရတဲ့ခန်းစားချက်ကတော့အကောင်းဆုံးပါပဲကဲနိုင်ဟန်ကန်းကြီးကိုရောက်ကန်နေပြီတူတူသွားကြည့်အောင်နေပူရလှေစီးမနေရာကိုရောက်တော့နေကအရန်ပူသေးတာနဲ့ကြောက်ဆောင်ပေါ်မှာပဲခဏတက်ဆောင်နေလိုက်တယ်နေဝင်ချိန်ကိုစောက်ရင်ကြောက်ဆောင်ပေါ်ကနေပင်လယ်ကြီးရဲ့အလှတရားကိုခန်းစားကြည့်ရတာလဲတကယ်ကိုအမိုက်စားပါပဲsorry ဖူကမ်းမှာနေရတာညီးငွေးလာပြီဆိုရင်ကျွန်တော်တို့နိုင်ဟန်ဘီဘတ်ကိုဆင်းခဲ့ပါနော်နိုင်ဟန်ဘီမှာရေကူးဖို့နဲ့နာနာနေနေဘောအကောင်းဆုံးပါပဲဒါပါကဲဖေးလို့ရတာလဲခဏနာပြီးတော့ပင်လေရေအေးလေးထဲမှာကိုယ်တိုင်ရေစင်ကူးကြည့်လိုက်ရအောင်ပင်လေရေကတကယ်ကိုကြည်လင်ပြီးလန်းဆန်းသွားတာပဲဗျာပင်လေရေကစက်ရောလူရောကိုအပန်းပြည့်စေတယ်တအားလှနော်တအားလည်းစိတ်လှုပ်ရှားဖို့ကောင်းတယ်လှတယ်စိတ်လှုပ်ရှားဖို့လည်းအရန်ကောင်းတယ်ပေါ့တကယ်ပြောတာပါဒီနေရာရဲ့အလှတရားကစကလုံးနဲ့တော့ပေါ်ပြလို့မရအောင်ပါပဲဒါပေမဲ့အလှဆုံးကရေအောက်မှာရှိနေတာပါโอ้ကြည့်လိုက်ပါဦးငါးလေးတွေအုပ်လိုက်ကြည့်နော်ကျွန်တော်တို့နဲ့နီနီလေးမှရှိနေတာပါရေအောက်တွေရောက်သွားတဲ့အခိုက်အတန့်မှာတော့အခြားကမ္ဘာတစ်ခုကိုရောက်သွားသလိုပါပဲရေလီနေတဲ့ရေပြင်အောက်မှာငါးလေးတွေအုပ်လိုက်လေကူးနေတာကိုမြင်ရတော့တကယ်ကိုစိတ်အေးချမ်းစရာကောင်းတယ်ဗျာငါးအုပ်ကြီးတွေနဲ့အတူဒီလိုရေငုပ်ရတာကတကယ်ကိုမမေ့နိုင်စရာအတွေ့အကြုံပါပဲပင်လေပြင်ရဲ့နေဝင်ချိန်နဲ့အတူရရှိလိုက်တဲ့အတွေ့အကြုံတွေကတော့အစားတိုးမရပါဘူးကျော်လားကောင်လေးပြောလားပြောလား
လာရန်ပြီးမှာတဘာဝတရားရဲ့တိတ်ဆိတ်ခြင်းတွေနဲ့အတူစိတ်အပန်းဖြည့်စရာအချိန်တစ်ခုကိုပိုင်ဆိုင်လိုက်ရတဲ့ဒီတနေ့တာဟာတကယ်ကိုပြည့်စုံလွန်လာပါတယ်ဒါကပဲကျွန်တော်ခီးစဉ်တွေရဲ့တန်ဖိုးပါပဲနောက်ထပ်ခီးစဉ်အသစ်တွေမှာထပ်တွေ့ကြမယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လေးလုပ်ခဲ့ဖို့မမေ့ခဲ့ကြနဲ့အောင်နော်